ကိုကလည်းဒီပုံတိုင်းဆိုညာလုံးပေါက်ရွာမယ်ထင်တယ်ဒါနဲ့ငါတို့တငယ်ချင်းလုံးနဲ့အဆက်အသွယ်ပြတ်သွားတာတော့တော်တော်ကြာပြီပဲဟုတ်တယ်အခုချိန်ဒီဘာသတင်းစအနက်မှမရဘူးလုံးတယောက်အဆင်ပြေပါစေလို့ပဲဆုတောင်းပါတယ်ကွာသူအဆင်ပြေမှာပါအကောင်ကအညိုးကြီးတလို့အစွဲလန်းလဲကြီးတယ်အမှန်ပဲသူ့အကြောင်းပြောပြီးတော့သူ့ကိုပိုတတိရတယ်ကွာအတူတူပါပဲကွာငါလည်းအကောင်ကိုတတိရတယ်ဒါနဲ့သူ့ကောင်မလေးနဲ့ဘလို့အခြေအနေတွေဖြစ်သွားလဲငါတို့မသိခဲ့ရဘူးကြာလဲကြာခဲ့ပြီပဲအလေသူ့ကောင်မလေးကလည်းနိုင်ငံခြားထွက်သွားတာဒီနေ့ဒီအချိန်ကြီးပဲလုံးလဲအဲ့နေရာစာပျောက်သွားတာပဲသူ့ကောင်မလေးနဲ့တော့အဆက်အသွယ်ရှိလောက်မယ်ထင်တယ်အဲ့လိုမှမဟုတ်မိမများရနေပြီလားမသိဘူး